အားလုံးမင်္ဂလာပါခင်ဗျာကျောင်းသားဘဝရောကျောင်းဆရာဘဝပါ18နှစ်လောက်ကျင်လည်ခဲ့ရတဲ့ဒီကျောင်းတော်ကြီးရဲ့အခုလိုအနည်း60ပြည့်အခါသမယမှာနှုတ်ခွန်းဆက်စကားပြောခွင့်ရတော့တဲ့အထူးပဲဂုဏ်ယူဝမ်းသာပါတယ်ခင်ဗျာရှိဥစွာကျွန်တော်ရဲ့ဆရာကြီးဒေါက်တာအောင်ကြီးအမှုထားပြီးတော့ကျွန်တော်ရဲ့ဆရာမများအားလုံးကိုကာရဝပြုအပ်ပါတယ်ခုလိုကျွေးရတဲ့အခါမှာပေါ်ပါပြောပြလို့တဲ့အကြောင်းအရာလေးကတော့ RIT Staff Tennis Club ရဲ့အကြောင်းဖြစ်ပါတယ်။ကျောင်းသားများကစားတဲ့ tennis ကွင်းများကတော့ထွန်းစားရုံပိနာမှာရှိပြီးတဲ့အခါကျတော့အားလုံးကဖြတ်သန်းသွားလာနေတော့အများသိကြပါတယ်။ဆရာကြီးနေထိုင်ရာအတွင်းမှာရှိတဲ့ tennis ကွင်းတွေကိုတော့လူစီနေကြပါတယ်။ကျွန်တော်တို့အဆောင်တွေကျောင်းသားများအနေနဲ့ကတော့ဒီမစားပြီးရင်ဆရာကြီး tennis ကွင်းကိုလမ်းလျှောက်တတ်တဲ့အတွက်ကြောင့်ဆရာကြီးရဲ့ဒီမှာကစားကြတာကိုမကြာခဏတွေ့နေရပါတယ်။နေ့လယ်မှာတက်ပုံအကြီးတွေနဲ့ခန့်ခန့်ညာညာစာသင်နေတဲ့ဆရာတွေကိုညနေပိုင်းမှာအဖြူရောင် tennis ဝတ်စုံနဲ့ပျော်ရွှင်စွာကစားနေကြတာကိုတွေ့ရတဲ့အခါမှာအင်မတန်ထူးခြားတဲ့မြင်ကွင်းတစ်ခုလိုအောက်မေ့ရပါတယ်။ဒီ tennis ကွင်းမှာ RIT ကဆရာမများစုစုပေါင်း30ကျော်40နီးပါးကစားခဲ့တဲ့နေရာလေးဖြစ်ပါတယ်။ညနေတိုင်းလမ်းလျှောက်တဲ့အခါမျိုးမှာဒေါက်တာအောင်ကြီးဒေါက်တာခင်မောင်ဝင်းဆရာဦးကျင်စုဆရာဦးထွန်းမြင့်တို့ကစားတာမျိုးလည်းမကြာခဏတွေ့ရတတ်ပါတယ်။အဲ့လိုတွေ့ရတဲ့အခါမျိုးမှာတခါလေရက်ကြည့်နေရလောက်အောင်ကောင်းတဲ့ပွဲလေးတွေရှိတတ်ပါတယ်။သူတို့ရဲ့ရက်ချက်တွေကလည်းကောင်းပွဲရတဲ့အကျိတ်နဲ့ဆိုရင်အမတမကိုပျော်ရွှင်စရာကောင်းပါတယ်ကြည့်ရတာအတူတူစရာလည်းကောင်းပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ tennis club လေးကိုအကြောင်းပြုပြီးတော့တစ်လတစ်ခါလောက်လုပ်တတ်တဲ့ lightning tournament ဆိုတာလေးလည်းရှိပါတယ်။ဒီလျှက်ရွက်တိုင်ပြိုင်ပွဲလေးမှာကျွန်တော်တို့ညစာစားပွဲတွေကလည်းပါတတ်ပါတယ်။ buffet dinner လေးပေါ့ခင်ဗျာ။အဲ့ဒီမှာ European dish Chinese dish အမျိုးမျိုးပါတဲ့အပြင်ဓာတုဗေဒအင်ဂျင်နီယာဌာနမှူးဒေါက်တာမောင်မောင်ဝင်းရဲ့ signature ငါးတလောက်ကင်ကလည်းနာမည်ကြီးတစ်ခုနဲ့လည်းအမြဲတမ်းပါဝင်ရှိပါတယ်ဒီလိုပြောပါမူလကနေလာကြတဲ့အတိုင်းအဝန်လေးတွေမှာ1983ပတ်ဝန်းကျင်လောက်မှာအရှိဥရောပဘက်ကပြန်လာကြတဲ့ဒေါက်တာအောင်စုဒေါက်တာတင်လှိုင်ဒေါက်တာစန်းတင့်ဒေါက်တာတောင်းလေးအစရှိတဲ့ဆရာတွေပေါင်းဆက်လာကြတဲ့အခါကျတော့ပို့ပြီးတော့မြိုင်ဆိုင်တဲ့အတိုင်းအဝန်လေးတစ်ခုဖြစ်လာပါတယ်အထူးသဖြင့် lightning tournament အပြီး dinner တွေစတော့ပြီးတဲ့အခါမျိုးမှာကျွန်တော်ရဲ့ဆရာကြီးဒေါက်တာဆော့ခူရဲ့စီချက်ဝါချက်နဲ့အညီအောင်ကရတဲ့ရခိုင်ကဆရာဒေါက်တာခင်မောင်ဝင်းရဲ့ဆိုင်ဝိုင်းတွေကနေရလာတဲ့ပြက်လုံးတွေပြောပြတာတွေဟာကျွန်တော်တို့အင်မတန်မှကိုပြောစရာကောင်းတဲ့စီစဉ်လေးတွေဖြစ်ပါတယ်။ဒါလေးတွေကိုခုနေအမှတ်ရပြီးတော့ပြန်ပြောင်းပြီးတော့တွေးတောနေမိပါတယ်။မြန်မာပြည်အမြန်အေးချမ်းပါစေခင်ဗျာ။